Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မီနီနောက်ဂိမ်းကိုဆက်ပြပါမယ်နောက်ခါကျတော့ရှင်ရင်comment ထဲမှာပေါ့နော်ဒါရေးထည့်ပြီးတော့မှကိုထည့်ချင်တဲ့ငွေပမာဏပေါ့နော်ဥပမာဆိုရင်ဟုတ်တယ်လား9သိန်းဖို့ဆို9သိန်းဖို့ပေါ့နော်အဲ့လိုမျိုးလာပြောပြပေးထားဖို့ပေါ့ကျန်ဖို့ချင်မှာပြောပြပေးမှရမယ်ပေါ့အဆောင်ပါခုတအစမ်းဆော့ပြပါမယ်ခုတထောင်ဖို့ထည့်မယ်ပေါ့နော်ထောင်ဖို့ဘာမှမရအောင်လေးတော့ပေါ့နော်ကဲအဲ့ဒီတော့ထောင်ဖို့ထည့်လိုက်အောင်ထောင်ဘာမရဘူးပေါ့နော်နည်းနည်းပဲရမယ်ကဲအဲ့ဒီတော့ပေါ့နော်တထောင်ဖို့ငါပါထည့်ပြီးကောင်းတယ်ဘာမှလည်းမရှိဘူးကွာဒီမှာယောဂတ်တော့ရှိတယ်ဒိန်ချင်ပေါ့နော်ဒိန်ချင်ရှိဒိန်ချင်ထည့်ပြလိုက်လို့ရဒါပေမဲ့ငါမှဈေးနေတဲ့ဟာတခုမှမရှိအော်တီးပြီးမှခေါင်းစည်းခွင်းတော့ရှိတယ်ဒါပေမဲ့ခေါင်းစည်းခွင်းထည့်ပြလိုက်ပါမယ်ဘောနော်ခေါင်းစည်းခွင်းအကြီးပေါ့နော်ထည့်ပြလိုက်ပါအဲ့ဒါပဲထည့်ပြရတော့မှာပေါ့နော်အဲ့ဒါပဲရဒီမှာပေါ့နော်ဆန်းဆော့ပြတာပါဖီရကမအောင်မလာပြီးတော့ပြောပြရပါတယ်နော်အနည်းဆုံးကတော့90ပို့ပေါ့နော်90ပို့ရသေးတယ်နော်90ပို့ရပါတယ်ရှင့်ကဲပါနော်90ပို့ရပါတယ်အဲ့ဒီတော့ကျမစေတနာကောင်းတာနော်လက်ဆောင်လေးလည်းအများကြီးပေးအောင်ပါဒီမှာပါနော်ဒီကောင်စီကိုနေတကွင်းကို800လောက်ပဲရှိရပါတော့အဲ့ဒါကြောင့်မို့နောက်တစ်ခုထပ်ပေးမယ်ပေါ့နော်အပြင်မှာထုတ်မိသွားပြန်ဒီမှာဒီမှာပေါ့နော်ဒါလေးကပ်ပေးပါမယ်ဒါဖြတ်လိုက်မယ်ဒီမှာပါဒါလေးကပ်လိုက်ပါမယ်ကဲရပြီပေါ့နော်ပြီးလို့ရှိရင်တော့ဒီပန်းအောင်လေးနဲ့ကပ်မယ်ပေါ့နော်ကပ်ပါမယ်simple set ထီရတာဒီတေးလေးကပ်လိုက်ကဲရပါပြီထိုင်စင်တော့ဒါကတထောင်မူပဲဖြစ်ပါတယ်ရှင်ဒီထက်မကလည်းမှာလို့ရသေးပါနော်ဟုတ်ပါဘိုင်